crash ကိုဖန်ဆာနီ၄ချက် crash ကကိုကိုပြန်စိတ်ဝင်စားလာအောင်ဘယ်လိုလုပ်ရမလဲစဉ်းစားနေလားဒီနီလန်၄ခုကမင်းကိုကူညီနိုင်လိမ့်မယ်ကိုကိုစိတ်ဝင်စားလာအောင်လုပ်ဖို့ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ဘူးအထူးသဖြင့်ကို crash ဆိုရင်ပေါ့ဒါပေမဲ့စိတ်ပညာနီလန်လေးတွေသုံးပြီးမင်းရဲ့ crash ကိုမင်းပေါ်ဆွဲလန်းလာအောင်လုပ်လို့ရတယ်ဒီ၄ချက်ကိုတေချာနားထောင်ပါအသုံးလိုရင်ပြန်ကြည့်ဖို့ safe ထားအောင်နော်ပထမဆုံးအချက်ကတော့ Zeigarnik effect လို့ခေါ်ပါတယ်လူအုံနောက်ဟာပြီးဆုံးသွားတဲ့ကိစ္စထက်မပြီးဆုံးသေးတဲ့ကိစ္စတွေကိုပိုမှတ်မိတတ်ပါတယ်စကားပြောနေအရင်ရှိန်တက်လာတဲ့အချိန်မှာအလုပ်လေးတစ်ခုရှိလို့နောက်မှပြောမယ်ဆိုပြီးအမှတ်မထင်ဖျက်ချလိုက်ပါသိအကြောင်းကိုသူတဏီကုန်ထိုင်တွေးနေရပါလိမ့်မယ်ဒုတိယအချက်ကတော့ scarcity principle လို့ခေါ်တဲ့နေရာမကိုအသုံးပြုပါလူတွေဟာအလွယ်တကူရတဲ့အရာထက်ရခဲတဲ့အရာကိုပိုတန်ဖိုးထားတတ်ကြပါတယ်သူဖုံးဆက်တိုင်းချက်ချင်းမကင်ပါနဲ့စားဖို့တိုင်းလည်းတစ်စက္ကန့်အတွင်း reply မပြန်ပါနဲ့သင်မှာကိုယ်ပိုင်အလုပ်နဲ့ကိုယ်ပိုင်ဘဝရှိကြောင်းပြပါသင်ဟာ available ဖြစ်လို့မနေတဲ့အခါသူကတင့်အချိန်ကိုပိုပြီးရယူချင်လာပါလိမ့်မယ်တတိယကတော့ mirroring technique ပါဒါဟာမသိစိတ်ကိုကစားတာပါလူတွေဟာကိုယ်နဲ့တူတဲ့သူကိုပိုယုံကြည်ပြီးပိုချစ်တတ်ကြပါတယ်သူနဲ့စကားပြောတဲ့အခါသူသုံးလေးရှိတဲ့စကားလုံးတချို့သူ့ရဲ့ထိုင်ပုံထိုင်နည်းဒါမှမဟုတ်လက်ဟန်ချီဟန်လေးတွေကိုတိမ်တိမ်မွေ့မွေ့လေးလိုက်လုပ်ပေးပါဒါဟာသူ့ကိုငါတို့ကတကယ် soul mate တွေပဲလို့မသိစိတ်ကခံစားရစေပါတယ်နောက်ဆုံးအချက်ကတော့အစမ်းဆုံး psychology ပါတင့်ကိုကူညီဘူးတဲ့သူဟာတင့်ကိုပိုချစ်လာတတ်ပါတယ်စာအုပ်လေးငားပေးပါဦးဒါမှမဟုတ်ဒီအကြောင်းလေးသိလားရှင်းပြပေးပါဦးဆိုတဲ့အသေးအဖွဲအကူအညီလေးတွေတောင်းပါသူ့အုံနောက်ကငါသူ့ကိုကူညီနေတာငါသူ့ကိုသဘောကျလို့ဖြစ်ရမယ်ဆိုပြီးသူ့ကိုသူပြန်သိမ်းသွင်းသွားပါလိမ့်မယ်ဒီနီလန်းလေးတွေကိုသုံးပြီးမင်းရဲ့ crush ကိုမင်းပေါ်ဆွဲလန်းလာအောင်လုပ်ကြည့်ပါဘယ်နီလန်းကအထီရောက်ဆုံးလဲဆိုတာ comment မှာပြောပြခဲ့ဦးနော် crash ကိုဖန်ဆာနီ၄ချက် crash ကကိုကိုပြန်စိတ်ဝင်စားလာအောင်ဘယ်လိုလုပ်ရမလဲစဉ်းစားနေလားဒီနီလန်း၄ခုကမင်းကိုကူညီနိုင်လိမ့်မယ်ကိုကိုစိတ်ဝင်စားလာအောင်လုပ်ဖို့ဆိုတာလွယ်တဲ့အလုပ်တော့မဟုတ်ဘူးအထူးသဖြင့်ကို crash ဆိုရင်ပေါ့ဒါပေမဲ့စိတ်ပညာနီလန်းလေးတွေသုံးပြီးမင်းရဲ့ crash ကိုမင်းပေါ်ဆွဲလန်းလာအောင်လုပ်လို့ရတယ်ဒီ၄ချက်ကိုတေချာနားထောင်ပါအသုံးလိုရင်ပြန်ကြည့်ဖို့ safe ထားအောင်နော်ပထမဆုံးအချက်ကတော့ Zeigarnik effect လို့ခေါ်ပါတယ်လူအုံနောက်ဟာပြီးဆုံးသွားတဲ့ကိစ္စထက်မပြီးဆုံးသေးတဲ့ကိစ္စတွေကိုပိုမှတ်မိတတ်ပါတယ်စကားပြောနေအရင်ရှိန်တက်လာတဲ့အချိန်မှာအလုပ်လေးတစ်ခုရှိလို့နောက်မှပြောမယ်ဆိုပြီးအမှတ်မထင်ဖျက်ချလိုက်ပါသိအကြောင်းကိုသူတဏီကုန်ထိုင်တွေးနေရပါလိမ့်မယ်ဒုတိယအချက်ကတော့ scarcity principle လို့ခေါ်တဲ့နေရာမကိုအသုံးပြုပါလူတွေဟာအလွယ်တကူရတဲ့အရာထက်ရခဲတဲ့အရာကိုပိုတန်ဖိုးထားတတ်ကြပါတယ်သူဖုံးဆက်တိုင်းချက်ချင်းမကင်ပါနဲ့စားဖို့တိုင်းလည်းတစ်စက္ကန့်အတွင်း reply မပြန်ပါနဲ့သင်မှာကိုယ်ပိုင်အလုပ်နဲ့ကိုယ်ပိုင်ဘဝရှိကြောင်းပြပါသင်ဟာ available ဖြစ်လို့မနေတဲ့အခါသူကတင့်အချိန်ကိုပိုပြီးရယူချင်လာပါလိမ့်မယ်တတိယကတော့ mirroring technique ပါဒါဟာမသိစိတ်ကိုကစားတာပါ